မ
န
ကြီးကပြိခရာသင်္ကန်းရွက်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာဒိုးဘဝငါမြန်ရပြဥရွှေရိုးလဲကနေ ကိုနောင်ကိုင်းတို့လာရရှင်လောင်းလဲလို့လာပြီခင်ဗျာဟောကြည်ပါလားကြည်လူစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုသာရောက်လာမြမရွေးကုသိုလ်ပါတာရှင်ကျူရဲ့အလူပါနေဝဆူတွားအလူပါတာရှင်ကျူရဲ့အလူပါနေဝဆူတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာဆိုင်ငါမိုက်တဗျာပိတ်တကြီးနဲ့ပါတဗျာရွာလုံးမဲပြောနေတာတို့ဘဝငါအမြိုင်ရဲ့ဗျာဥရွှေရိုးနဲ့ကနေကိုနောင်ကိုင်းတို့လာတယ်ဗျာလူမျိုးလေးတို့ရှိုးနေတာဟောကြည်ပါလားကြည်လူစရာလူမင်္ဂလာထမေချောင်းစီမောင်တီနိုသာရောက်လာမြမရွေးကုသိုလ်ပါတာရှင်ကျူတဲ့အလူပါနေဝဆူတွားအလူပါတာရှင်ကျူတဲ့အလူပါနေဝဆူတွားအလူပါအဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာအလူမကြီးကပြိခရာသင်္ကန်းရွက်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာတို့ဘဝငါမြန်ရရာဥရွှေရိုးလဲကနေကိုနောင်ကိုင်းတို့လာတယ်ဗျာရှင်လောင်းလဲလို့လာပြီဗျာလူကြီးနဲ့ရှင်လောင်းလဲတဲ့နေ့တရားလုံးကလေးပြောမဆုံးနဲ့အပြာကြီးပြောတဲ့နေ့လူကြီးနဲ့ဟုတ်ပါရှင်လောင်းလဲတဲ့နေ့တရားလုံးကလေးပြောမဆုံးနဲ့အပြာကြီးပြောတဲ့နေ့ရှင်လောင်းကလေးများတဲ့စီကညီလာပါပဲတရားလုံးလည်းပြုံးပြုံးရွှင်ရွှင်တို့တော်ရွာတလေညီလာပါပဲတရားလုံးလည်းပြုံးပြုံးရွှင်ရွှင်တို့တော်ရွာတလေမင်္ဂလာပေါင်းတဲ့ပြင်စင်လံပြောင်းတဲ့နေ့ဘိုးဘွားတို့ရိုးရာလူပွဲနေ့အလူငါချင်းနဲ့အလူမကြီးတို့ပြုံးပြောမွေးဘာရံကိုမျက်စိဆိုင်နဲ့လိုက်ပဲဒီပါပဲဒီနေ့ရှင်လောင်းလဲတဲ့လေရှေ့ကိုရှောက်ပါ
ဘလွေမောင်ထမ်းမလူစာဘလွေမောင်ထမ်းမလူကြောင်းလန်းကိုရဲဝင်းကြောင်းလန်းကိုရဲဝင်းကြောင်းလန်းကိုရဲဝင်းပေစာမောင်တင်လို့တော့ပေစာဘယ်တော့မောင်တင်မလို့တော့ပေစာကဘယ်တော့မောင်တင်မလို့တော့မီလီကိုတဲ့ချင်တော့ပြောပြောပြောခဲ့ပါရွှေစာကိုအမေပိုက်ပါလို့ရွှေစာကိုအမေပိုက်ပါလို့ရွှေစာကိုအမေပိုက်ပါလို့လိုက်ပြရလေတော့မောင်လာရဲ့လိုက်ပြရလေကွယ်မောင်လာရဲ့လိုက်ပြရလေတော့မောင်လာရဲ့ကျောင်းတော်ဝီငါပြလာတော့ကွယ်မောင်ထုံးမလို့ရွှေရောင်ကိုမောင်ထုံးမလို့ရွှေရောင်ကိုရှိမောင်ထုံးမလို့ရွှေကုန်းကိုတဲ့စင်ရွှေကုန်းကိုတဲ့စင်ရွှေကုန်းကိုတဲ့စင်ညနေဝင်းမောင်ရင်ဖြစ်တဲ့ကိုပူဇော်ပြီးရောမှကျော်တော်လည်းရရပူဇော်ဝတ်တတ်တဲ့နာမဒီသာနာဘောင်းတို့ဝိရောဂီပြည့်သောတန်တရေကတိကြောင်းကြကတိယောဂကတိအ
အနောရှေခသိန်းတို့မှဘာကသိန်းငင်းငင်းပကြောက်ကြကုန်ပြီးပြည့်၍အလူရှိရနှစ်သက်မြတ်နုအပ်သောကောင်းကျိုးချမ်းသာမင်္ဂလာတို့နှင့်ပြည့်စုံကြကုန်ကြည်လည်းရဲ့နိုင်ကြပါစေ ပြောတယ်လေးကသာသာယာရှင်မေတီပြောတယ်လေးကသာသာယာရှင်မေတီတို့ရွာဇဘူရွှေဝါကြည်ဒီထောင်းတုတ်ပလုံတုတ်ပြုံးဇဘူရွှေဝါကြည်ဒီထောင်းတုတ်ပလုံတုတ်ပြုံးOh, oh, changing, we are gone. See your danga, oh, oh, changing, we are gone. See your danga, the lesion. Do we have the long journey? Do we have the long journey? Do we have the long journey? Se la lue tui mà mùi cái đấy cả yên lue li chỉ là nhẹ xin ta mà đi amu yêu ya rồi về tui lu té cáiနှလုံးမခုံးလဲနဲ့တဲ့အရွယ်ကအေးမြမြလို့ကြအငိုးရဲ့စိတ်စေဖို့မအိမ်မနေပြုစုယူရခဲ့တယ်ကွယ်သားလေးတအားမွေးထွေးပိုက်လို့မြင်ကြည့်မြင်လာမနေပြုစုယူရခဲ့တယ်ကွယ်တားလေးတအားမွေးခွေးပိုင်လို့ချင်းကြီးရင်လာတယ်
စီဝရံပတိတေဝံမိအစရှိတဲ့သင်္ကန်းတော်လေယူဆိုနိုင်ပြီကွယ်တရဏဂုံသုံးပါအမမရှိအောင်ထံကြိုင်းကြကြအမှန်အတိုင်းအစစရွတ်ဖတ်တရစေတင့်ဟံကုံဆောင်အဝါရောက်သင်္ကန်းဆေမြတ်ပါလေသားရဲ့အဖေရှုလို့မဝနိုင်ဖေသားကြီးရှင်ပြူပြည်လို့အတီးလိုက်လိုက်ခုံပြီးဒီစောအဟုန်ကျွဲမေတ္တာကြီးရှင်ပြူပြည်လို့အတီးလိုက်လိုက်ခုံပြီးဒီစောအဟုန်ကျွဲဖေသားကြီးရှင်ပြူပြည်လို့အတီးလိုက်လိုက်ခုံပြီးဒီစောအဟုန်ကျွဲမေတ္တာကြီးအော်ရှင်ပြူပြည်လို့အတီးလိုက်လိုက်ခုံပြီးဒီစောအဟုန်ကျွဲပြုသမျှကုသလရဲ့အမြောက်ဝေပါမယ်ပြုသမျှကုသလရဲ့အမြောက်ဝေပါမယ်ဒါနတွေသီလတွေဘာဝနာတရားတွေပွားနေကြတယ်သမ္မာစုဆွေပါလေသာဓုသာဓုသာဓုသောစေဝေရှိလို့တဲ့ရှပ်ပါလို့တဲ့အနောက်ကူတဲ့ရောလိုက်ရှိလို့တဲ့ရှပ်ပါလို့တဲ့အနောက်ကူတဲ့ရောလိုက်သကုနိုင်ရွှေကုတ်ကတ
လာပန်းတင်မြနူရသောစံဂီတာတနကားဆုံးခွာဖန်ရီဆိုသောဝကိုတသက်တာစင်မြန်းလို့ရဲ့ဗုဒ္ဓရဲ့ဓမ္မစာပေကျမ်းကန်သင်အန်ရင်ရှင်သန်ရခဲ့လာသောလူဘဝတူတူအလားနဲ့မတီးစောဓမ္မရဲ့လမ်းကိုရှောက်အနုတရားနိဝရဏတရားကိုပဲနိကမပါရမီဖြည့်စည်အာဂါမျိုးသမီးများဖြည့်တည်ကြောင့်တင်ကထိဝင်းဝါလူတာယဟရှင်လောင်းတရားဝင်မှာဥပြည့်ရဲ့ဆရာတော်များကပစေဖြစ်မဲ့အမိသားကိုယဟန်တို့လိုက်နာရမဲ့ယဟန်တို့ကျင့်ဝဩဝါဒကထာဟောကြားကအမေကြားတော်တေဝေဝမှာတေဝေဝကမေမြတ်ရည်ဆိုဖယားကြောင့်သင်္ကန်းတေဝေဝလူတာယဟန်ရှင်လောင်းတေဝေမှာဥပြည့်ရဲ့ဆရာတော်များကပစေဖြစ်မဲ့အမိသားယဟန်တို့လိုက်နာရမဲ့ယဟန်တို့ကျင့်ဝဩဝါဒကထာဟောကြားကအမိကြားတော်တေဝေဝမှာတေဝေဝကမေမြတ်ရည်ဝေခဲ့ရလို့မိရဲ့နဲ့မှအမြဲပင်ကလေးလို့တန်လူမျိုးဖြစ်ပေမဲ့အမေလေးမခွဲရနိုင်တဲ့ကိုလောကချစ်တင်ဘဝချီဝင်းရွယ်ရောက်ပြီးမို့သာသနာပေါင်းအတွင်းသို့တွင်မို့လို့အပေတကားပိတ်မဲ့ရဟန္တာယကဖြစ်ရမည်ကွယ်ဝန္တာမြေဆိုတိမ်ဝင်တဲ့မေတ္တာကိုတင်သည်ယခုမှစ၍သမှုရဖြတ်မဲ့ဘုရားတာတော်ဖြစ်သွားပြီကိုမိဖတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတယ်မေကြားတော်တေဝေဝမှာတေဝေဝမေမြတ်ရည်လေးဘုရားကြောင့်သင်္ကန်းတေဝင်းဝါလူတာယဟန်ရှင်လောင်းတေဝင်းမှာဥပြည့်ရဲ့ဆရာတော်များကပစေဖြစ်မဲ့အမိသားယဟန်တို့လိုက်နာရမဲ့ယဟန်တို့ကျင့်ဝဩဝါဒကထာဟောကြားကအမိကြားတော်တေဝေဝမှာတေဝေဝကမေမြတ်ရည်လေးဆိုရင်ခွင်ပိုက်ခါဝေးခဲ့ရလို့အမေရင်ထဲမှာအမြဲပင်ကလေးလို့တာလူမျိုးဖြစ်ပေမဲ့အမေလေးမခွဲရ
လောကချေတင်ဘဝချေဝဲအရွယ်ရောက်ပြီမို့သာသနာပေါင်းအတွင်းသွတ်သွင်းမို့လို့အပေတကားပိတ်မဲ့ရဟန္တာယကဖြစ်ရပြီကွယ်ဝမ်းသာမျက်ရည်စိုးတိမ်ဝင်နဲ့မေတ္တာကိုတင်သည်ယခုမှစ၍တမှုရရဖြတ်မဲ့ဖရာသာတော်ဖြစ်သွားပြီမို့အမိဖားတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတယ်အမေကြားတော့တင်ဝင်ဝမှာတင်ဝင်ဝမေမျက်ရည်ပင်မ
ယနေ့သာသနာတော်နှစ်တော်560လူတော်ဘောဇာတိ1388ခုယနေ့ကဆုံးနာဇန်7ရက်နေ့တနင်္ဂနွေနေ့အချိန်ဧရာဝတီဒေသကြီးမိုးဝေခရိုင်မိုးဝေမြို့နေတိုင်းကြသောနဘတောမိဘများဥထိတ်မှာပါစေရဲ့ကိုထွန်မြင်လက်တော်ဤဒီသာစုကမိမိတို့ဤရှင်နေတိကြတာလာစေနာဒုရဝတို့ဤသာလာယနာမိမိတို့ဤရှင်နေတိကြတာနိလာစေနာတို့ဟာအတ္တဤပရိကရေပရိကရာရှိပါပိစုစွာဖြင့်ဗဗ္ဗေသာရှင်သာမဏေဖြစ်သူ၎င်းဥပါဒမရကမစေအဖြစ်သူ၎င်းဘေကုဏီအဘေဒီလာရှိအဖြစ်သူ၎င်းသာသနာတွင်သူသူမိတကလာသာသနာ၏အမွေကိုခံကြအောင်သောအလုတကအလုမများနေတဲ့ဘဝအနိဝိမာစီဝေညာရောက်ရှိလာကြအောင်သောတရားနာပရိသတ်တော်တင်သူတော်တို့သည်ဧစာယနေ့မှာဗတ္တရာစပြုပြီးလေတတ္တသီလသုဒ္ဓသာကပညာဣရိဩဒပတိသောဒုရောဥစ္စာကနမတေကိုကျိုးစွာပွားများထုံနိုင်ကြပြီလေကာလနာသူမိုက်သူမြေကိဝေတိတကလာပန္တိတာသူတော်ကောင်းများနေတာအောင်သည်ဆက်ဆံရပြီလေမအိုခြင်းပဲကြာရပါတော့မနာခြင်းပဲနာကြရပါတော့မတိခြင်းပဲတိကြရပါတော့ဝိတုခါတို့မှာကိလွတ်ရာအမှန်ဖြစ်သောမြတ်နိဗ္ဗာန်သို့ဝဘဝတူတူနေရာရွယ်ရောက်ရွယ်မြတ်ပြုလေနိုင်ကြကုန်သည်ဖြစ်ကြစေအာနိတိတရဏိနာတာအထေငါသမနာကတဘုမောတတာသီလဓမ္မယာသာမိအနုကကတဝါသီလံတိချမိဘတိဒုတိယပိတတိယပိအဟံမန္တိတိတရဏိနာတာအထေကသမနာကတဘုဘောတထတိလံဓမ္မယာသာမိအနုကကတဝါသီလံတိချမိဘတိယဟဝါမိဓမ္မတိချနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာ အ
တတိယပိဗုဒ္ဓံကရဏဂိသာမိတတိယပိဓမ္မံကရဏဂိသာမိတတိယပိသံဃံကရဏဂိသာမိတိတရဏကမ္မန္တမပရိပောဏံအာနန္တိဘာတာဝေရမဏိတေခာဗရန္တမာရိယာမိအာတိနာဒါနာဝေရမဏိတေခာဗရန္တမာရိယာမိအာယမစရိယာဝေရမဏိတေခာဗရန္တမာရိယာမိမုဒ္ဒဝါရဝေရမဏိတေခာဗရန္တမာရိယာမိသူရာမေရာယပစ္ဆမဒဌာနာဝေရမဏိတေခာဗရန္တမာရိယာမိဝိကာလဘောဇနာဝေရမဏိတေခာဗရန္တမာရိယာမိနိစ္စဣယဝါရိတဝိတုကဒတနာမင်္ဂကန္တဝိလေကနာဒါရဏမန္တနာဝိဘုဒ္ဓသာနာဝရမဏိတေခာဗရန္တမာရိယာမိကောသတေယနာမာတေယနာဝရမဏိတေခာဗရန္တမာရိယာမိဇီဝိတံသာသမနောပိတေခာဗရဏနာသသာမိဇီဝိတံအတဝယေခောစုကြတိယောစီဝိကြနစီဝိကြဘုသာသမနောပိတจิตအချက်နေသိကြရပါတော်လေသိက္ခာဗရသိက္ခာဘုဒ္ဓကိုနာသသာမိမဆွလောမချုပြပါဗျာဣဒံမေဘုံညံအာဘဝေကယံဝါဟောတုဣဒံမိတိလံဣဒံမိဒါနံဣဒံမိဘာဝနာနိဗ္ဗာနတဟောရိယနတပစ္စယောဟောတုဣဒရဏိနာတအချိန်ကသမနာကတံဝတ္တရတိနန္တနန္တာရုကံကတဝါအပမတိနအဝရိတာကြွရောက်တော်မူလာကြကုန်သောဆရာတော်သာသနာတော်ရှင်သူမြတ်တို့ဘုရားယနေ့အလောကကြီးမှာကောင်းတဲ့ဘဝတရားနာပရိသတ်တော်ကိုယ်ကောင်းမှုနဲ့အတူသောကတော်မှာကျင့်နေကြတော်မူရာတပိတဒုက္ခိတတတဝါပေါင်းတို့အားမြေတ္တစိညာတရားဝီပြီးမြတ်စွာဘုရားလောကဘတော်ဖြစ်တဲ့မြေတ္တဘာဝနာကမ္မထဝါမြတ်စီပြန်ကြပါရဲ့အလူရှိလူမာရီရဲ့ပုံစားအလတ်ဆရာတော်ဘုရားဒီသောကဆရာတော်တန်ဃာတော်ရှင်သူမြတ်တို့အားခြေဆုံးကိုက်၍ယုတ်တည်တော်မယထားအပ်ပါလေဆရာတော်တန်ဃာတော်ရှင်သူမြတ်တို့ဘုရားဓမ္မတသကဝါနိတုအရဏကိသံတုတေဝတာသတ္တနမနိရသတ
ဝါဒရောသံဃောရတေဒီဝါမတ္တတိတောဒုက္ခတုရေတောသောသာဘဝကိစီနပတတိဧဝမာတိကိုလောပိဓမ္မရိတံနမရာမယေကရေယမတာပုရိနာယတပရမရတိတနိသသာသောသောတုသုသတုဝသသတ္တမနုရတိမာနိနန္တောသောသာတုဝါရောသအပကိသောသတ္တနာကာဝတိသာတိယောသံနိပောသအဘကဘောကုရိတောနာမေတောနာသဗုဒ္ဓမာသရိကိစီယေနာဝိညပရိဥပဝရေယောဒုက္ခိနောဝကိနိယောဝုတ္တပတ္တတံဝုတုသုခိတတ္တယေကိစီပါဏဗုဒ္ဓတိတတဝါသဗ္ဗဝါနဝတိတာဒီဃဝါယေဝမဟတဝိစိမာရတကလူဝတုရာဒိဋ္ဌဝါယေဝဒိဋ္ဌဇီဝတုဝတ္တိအာဝိတုရေဗုဒ္ဓဝါသတိဇီဝသရတတဝုတုသုခိတတ္တနာမရေပဒနိကောပိချာနာတိပိနိချာကတစိနာကိစီယာယောတနာပရိဃပညာနိယမယတာဒုက္ခပိစီယမာဒယတနိယဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံမေတ္တဝပုရိသုမာနတ္တဝရေအပရိမဏံမေတ္တေသရမမောဂတမေမာနတ္တဝရေအပရိမဏံဗုဒ္ဓရသတိရေသတတ္တဝိရမတ္တပတ္တဒိဋ္ဌသရဏိဒိနောဝတ္တယတောယဝတ္တသဝိရမိတောဧရတရေအာရိတိယဓမ္မမိရဝိဟာရမိရမောဒေဒေသာနိရကကတိလဝတ္တသလေနာသမ္မနောကာမိတုဝိယဣဒနာဣသလောကဝတိယပုဏ္ဏရိတိဧတိပိတောဘဂဝါရတ္တမသမ္ဗုဒ္ဓောဝိသသရဏတတ္တလောတုကတောလောကဝုတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿတံဘုဒ္ဓောဘဂဝါဘာဂတောဘဂဝါတတ္တမောသန္တိတိကောအာဂါလိကောဣပါတိကောဩဝါလိကောဧသတဝိရိတဘောဝိညူဟိသောတေမနောဘဂဝါတောသာဝတံကောဘုဇဝရေမနောဘဂဝါတောသာဝတံကောယာယဝရေမနောဘဂဝါတောသာဝတံကောသာမိစေတိမနောဘဂဝါတောသာဝတံကောယတိတံသရဏိပုရိသာယုဂာနိအတ္တဗုဒ္ဓိတာပုဂ္ဂလာဧတာဘဂဝါတောသာဝတံကောအာဝိယောဘာဝိယောဓက္ခိလိယောဣဒရိကရဏိယောအလောကရမောညခိတံလောကတ္တဧဝံဗုဒ္ဓနရဏဓမ္မတကိစ္စဘိကဝောဘေယဝသံမိတတဝလောမဟတောနိတတိယန္တုဣမေတံဝါမိလိသယောသနာမောကုဏတတ္တတောပပကောတုတုတိတအကတံဗုဒ္ဓံလူဝဝိနာဝိနာတနိတုယန္တုဣမေတံဝါမိလိသယောသနာမောကုဏတတ္တတောပပကောတုတုတိတအကတံဓမ္မလူဝဝိနာဝိနာတနိတုယန္တုဣမေတံဝါမိလိသယောသနာမောကုဏတတ္တတောပပကောတုတုတိတအကတံဓမ္မလူဝဝိနာဝိနာတနိတု တ
ယနေ့သာသနာနှစ်2569လူတော်ကိုဇာတဲ့1388ယနေ့အစောလာစာ17ရက်နေ့တန်လေးကလေးအချိန်ဧရာဝတီတိုင်းဒေသကြီးမုံရင်ခရိုင်မူဝင်းမြို့နဘတော်မိဘတို့အားဥထိတ်ထား၍ယနေ့မိဘကျေးဇူးဆက်သာသမီများဖြစ်ကြတဲ့ဘုဒ္ဓမင်္ဂလာတော်ဤရှိမိသားစုတို့ကယနေ့သာသနာအမွေခံပွဲသာသနာ့ဘုရားဆိုတာကမိမိရဲ့သာယတနာလူပါရဲ့သာယတနာသမီးယတနာကံပိစာဥပဒနာဘိက္ခုနီအတွင်သီလရှင်ဝေယနေ့ယောသာသနာ့အမွေခံယူတဲ့ဝေအာဝဲနဲ့ဟေသာသနာ့အမွေခံယူတဲ့ဝေအဲ့ဒါသာသနာ့အမွေခံယူတဲ့ဝေမှာဘုရင်များဒီနဲ့ဘုရားတော်တရားကမပစ္စည်းလေးပါးနဲ့ထောက်ပံ့တဲ့တရားကမတွေကိုအမတ္တဒါနဓမ္မဒါနအဖြစ်ပြန်လည်ပြီးတော့ဘုရင်တို့ကိစ္စမှာကတော့မျက်စိမှာပါဏာတလာရှိတဲ့ရတ္ထပါဠိသုတ်ကိုအခြေခံပြီးတော့ဘုရင်တို့ဟောကြားလာကြကြည်ညိုကြမယ်။ဒါကြောင့်လောကမှာဘုရင်တို့နာကုလမန္တနာကုလပိတ္တဇတ်တော်ရခေမတော်ရဲ့ဘုရားပုဂ္ဂိုလ်တွေလည်းမရှိပါဘူး။မေအိမတော်ရဲ့ဘုရားပုဂ္ဂိုလ်တွေလည်းမရှိပါဘူး။အဲတော့အမာရီမတော်ရဲ့ဘုရားပုဂ္ဂိုလ်တွေလည်းမရှိသလိုညီမတွေမတော်ရဲ့ဘုရားပုဂ္ဂိုလ်တွေလည်းမရှိပါဘူး။ဒါကြောင့်ကိုယ်စီရဲ့အမိပါညီကိုမောင်နှမများမိမိတို့ချမ်းသာတဲ့အိရိယာပေါ်နေတဲ့ဧရိယာပေါ်များဖြင့်ရောင်းသူကပြောင်းသူကပြောင်းပြီးတော့နှလုံးသားလေးရောက်အောင်တရားနာနိုင်ပါပြီ။ဘယ်ထဲရောက်အောင်နိုင်ရမလဲ။နှလုံးသားလေးရောက်အောင်နိုင်ရမယ်။အဲဒီလိုဆိုတော့မိမိတို့ယနေ့ကုန်ကြတဲ့ငွေကြေးကြီးဆိုတာကနော်မိမိတို့ချွေးတဲ့ရှင်ရတာဟုတ်တယ်မလား။ပေါ်ပေါ်ရှာရှာအလေကားရတာမဟုတ်ဘူးမိမိတို့ဒါအဝတ်အန္တရာအတွက်ဒါအမွေခံယူလိုက်တယ်ပေါ့ဒါကြောင့်ဘုရားတို့တရားတော်ကိုဟောကြားတယ်တရားတော်မနာကြားမိချိန်လေးတွင်မှာတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကတော်တာတတိယမြတ်စွာဘုရားရှင်အားနမောတတ္တသုံးချိန်ရှိခိုးပူဇော်တော်ကြပါစို့နမောတတ္တဘဂဝါတောခရယာတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောခရယာတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောခရယာတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့တော့ကိုယ်ရဲ့အမိပါကြီးတော်မောင်နှမများဆရာလေးများမိမိတို့ရဲ့တဏ္ဍာမှာဘုရားတော်တရားတော်သုံးပါးနဲ့တည်းပေါ်အင်္ဂါ၈ဓာတ်နဲ့သီလနဲ့ပြည့်စုံတာလားပြည့်စုံတာလားပြည့်စုံတယ်ဘာလို့ဆိုတော့ဘုဒ္ဓဇင်ရဲ့တဏ္ဍာမှာလောဘကိလေသာဒေါသကိလေသာမောဟကိလေသာဆိုတဲ့ဒီကိလေသာတရားတွေရှိတယ်ဒီကိလေသာတရားတွေကိုဘုရားတော်တတေကတရားနဲ့စီရတာသီလနဲ့စီရတာဒီသီလနဲ့စီတော့မစင်ကြယ်လားစင်ကြယ်လားဒီစင်ကြယ်တဲ့အခါမှာမိမိတို့မေတ္တာများပူဇော်လိုက်စို့ဇတ္တဝလအနန္တ၌လောကခတ္တေတတဝါရေဘုမာတတဘုဝဆေ
စေယကိုခံနိဗ္ဗာန်သာမြတ်နိုင်ပါစေအတ္တကဘုရားဟောကြားမေတ္တာတာဟောရတမာရေစေကြဝလာအနန္တလောစုကတိနတ္တမာရေကိုမာတတဘုရားဆွေကိုစေရလေကင်ပါစေဒီတန်တယကတိတို့ရှောင်းပါတိတို့ငြိမ်ပါစေစိတ်မာတတဘုရားဆွေစေစေရလေကင်ပါစေစေရကိုခံနိဗ္ဗာန်သာမြတ်နဂါစီအတ္တကဘုရားဟောကြားမေတ္တာထာဟောတိဓမ္မာရေဘုရားလောကိတမောမနောဣဇာယသဗ္ဗပါဏိနံဓမ္မောလောကိတမောမနောဒုက္ခယသဗ္ဗပါဏိနံဓမ္မောလောကိတမောမနောညကေတနုတတလောကိကာမရူပအရူပလောကသုဝေဘောဝေနံဓမ္မပါဠိနံလုံးစုံများစွာသောသတ္တဝါတို့သည်ဟိတယလောကီလောကယုဝါအကျုံညကြရစေခြင်းငါဘုရားသစ္စာလေးပါးမြတ်တရားကိုပိုင်ခြားသိတရားရှိသည်ဓမ္မောမနောဘုရေတောသောပိသဝုကေတုပြေတောဘောမူလာခဲ့ပါ၏လောကီကာမရူပအရူပလောကသုဝေဘောဝေနံဓမ္မပါဠိနံလုံးစုံများစွာသောသတ္တဝါတို့သည်ဟိတယလောကီလောကဝေယုဝါအကျုံညကြရစေခြင်းငါဓမ္မောမဂ္ဂတတလတံသိက္ခာခရိယတိသုအတ္တောစေတံသောတရားတော်မြတ်တို့သည်ဓမ္မောပတ္တောဘုရေတောသုပိသဝုကေတုจิตသောဘောတော်မူလာခဲ့ပါ၏လောကီကာမရူပအရူပလောကသုဝေဘောဝေပြေနံသဗ္ဗပါဠိနံလုံးစုံများစွာသောသတ္တဝါတို့သည်ဟိတယလောကီလောကယုတုဝါအကျုံညကြရစေခြင်းငါသံဃောမဂ္ဂတတလတံသမုရိဝေဝိတေရှင်တို့သည်ဓမ္မောမနောဘုရေတောသောပိသဝုကေတုပြေတောဘောတော်မူလာခဲ့ပါ၏ဣတိနသစ္စာသောစေနာဣတုနုတံဘောတော်ပြန်၍ဟုတ်မှန်သောသစ္စာတရားကိုဆိုရမည်ခြင်းကြောင့်ဒီတော်မှာကံရှတိလူရှိမိသားစုများနှင့်ပြတ်ွားအနိဝိမစီညာရောက်ရှိလာကြသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်နိရောဓရှောကာမကဝယေမတွင်အန္တရခါပိယံတွေရှိရသည်ဟောတုကောင်းသောမသိဖြစ်နိုင်ကြပါစေကုန်တည်းအေးစစ်စစ်တရားကိုနာကြပါတော့
အေးချာချာအဲ့တော့ဦးဇင်းတို့ယနေ့ရတရားဝဲကသာသနာ့အမိခံဝဲလားသာသနာ့အမိခံအဲ့တော့သာသနာ့အမိခံကလောကမှာဦးဇင်းတို့အမေရိကယာအမှုရတာရှိတယ်အဖေရိကယာအမှုရတာမရှိလားရှိတယ်နော်အဲ့တော့ဦးဇင်းတို့လောကမှာအဝေးလောကီအမှုရှိကြတယ်ဒါပေမဲ့အမွေဆိုတဲ့နေရာမှာဦးဇင်းတို့ကြည့်လိုက်တဲ့အခါမှာမေးပြီးပွဲပြီးတဲ့ဦးဇင်းတို့ရွှေတို့ဝေတို့အိမ်တို့ချမ်းတို့လေရာရောမဆိုဥစ္စာပစ္စည်းတို့ဒါတွေကဒီအမွေတွေကစိတ်ချရလားဆိုတော့စိတ်ချရအခုညံပြီးတဲ့ဘာလို့တော့ဒီတကယ်ရပါကိုယ်နှလုံးသားထဲမှာဒါအောင်မရဟုတ်တယ်မလားဒီအမွေကိုတို့တရားနဲ့ဒီတာဝနာအမွေဒီအမွေကိုကိုယ်စလို့ကြည့်လိုက်တဲ့အခါမှာမီးလည်းတဲလို့မရနော်မေးလည်းတိတ်လို့မရရတယ်ဘိုးသူတွေလည်းလူလို့ရတယ်ဒါဆိုရင်ဒီအမွေတုတာအမွေစစ်ဒါလေးပြောလို့နော်ငါတို့ကပိုက်လိုက်အမွေစစ်ရလိုက်ပြီဘာအမွေလဲသာသနာအမွေဘာအမွေလဲဒါဆိုသာသနာအမွေရတယ်ဆိုတာကလည်းအပမတိနာဘိကဝေနာမတိချာဘုဒ္ဓဘာသောဒုလဘောလောကသလေမနုဿတာဘောဒုလဘောဒုလဘတ္တသပတိဘဗ္ဗေစိတာဘောဒုလဘောတတ္တမသဝတိအတိဒုလဘဟောရလားဒုလဘတရားဘယ်နှပါလဲ၅ပါးမရှိတာလားရှိတာဘုရားတို့ဖရာနဲ့ဖရာကိုမှုနဲ့ကြုံမှုစုံမှုဟာလည်းတို့တရားနာပရိသတ်ကိုလွယ်ကြရဲ့လားမလွယ်ဘူးတို့တရားနာဘဝပေါဘလောက်တောင်ဦးဇင်းတို့အမိပါဒုက္ခတွေရောက်ခဲ့ဘဝတွေဘလောက်တောင်ဦးဇင်းတို့စတိကေယကလေးဆိုတာသိရလားမသိကြဘူးနော်ဒါကြောင့်မလို့ဦးဇင်းတို့နော်တော်တော်ကုသိုလ်ကံကောင်းလို့သုဂတိအတိတ်ဘဝကဦးဇင်းတို့ပုံညာပြီးတေခါရဆိုတဲ့ကုသိုလ်တရားလုပ်ခဲ့လို့သုဂတိဘုံဆိုတဲ့ဒီဘဝရောက်တယ်လူဘဝရောက်တယ်အဲ့တော့ဦးဇင်းတို့30ဘုံမှာနော်မနုဿတ္တဘာဝတုံးလို့တဲ့လူအဖြစ်ဘဝရဝေဒနာရခဲ့တာရခဲ့အခုဦးဇင်းတို့ပြောရတာ30နဲ့တဘုံနဲ့တဘုံရှိတယ်အဲ့တော့30ဘုံနဲ့ဒီစလုံးပေါ့ဗျာအဲ့တော့အဲ့30ဘုံထဲမှာအဲ့စလုံးလေးကိုဦးဇင်းတို့တတ္တဝါရဲ့နာမည်ထည့်စပါအမျိုးကြီးများတယ်ကိုယ့်ရဲ့နာမည်လေးတစ်လုံးထည့်လိုက်ကဲမင်းနိုင်ကြည့်ဘယ်လိုဖြစ်လဲကြားနိုင်ပါမလားကြားနိုင်ပါမလားညာလေးနဲ့ရှိတော့ညာလေးနဲ့ရှိဒါကြောင့်လူဘဝရတာအရာရွေလာလားအရာဖြစ်တယ်သဘောပါရဲ့နော်ဘုရားတော်အချိန်ရလေးမရှိဘူးပါပါလေးနဲ့သွားရမှာခုံကြုံပြီးသွားရမှာနော်အဲ့တော့လူချင်းတဲ့ပိုက်လေးကိုဘုရားထုတ်သွားမှာအဲ့ဒါကြောင့်ဘုရားတော်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီလူဘဝဆိုတာကတော်တော်ရတဲ့ဒါလေးတွေကိုမိမိနဲ့ပတ်သက်တဲ့နော်ဒီဘုံမောင်တော်မကြီးသာသမီးဒါလေးတွေတတိလေးဘာဖြစ်လို့ဆိုတော့ဘုရားတော်လာရတဲ့မြတ်စွာဘုရားကဟောရတာကဓမ္မစကြာတဲ့မှာဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခမှန်လားဘုဒ္ဓတက္ကရာမတွေနော်ခန္ဓာရပြီဆိုတဲ့တော့ဘာဒုက္ခရတာလဲဇာတိဒုက္ခမရတာရတယ်ဟိုအဲ့လိုအမိဘတို့ရဲ့တစ်ဖက်သောမိဘတွေရတယ်ဘာရတာလဲဇာတိတွေဇာတိရတဲ့ကတော့ကိုကြီးရဲ့ဒုက္ခနာကြီးရဲ့ဒုက္ခတွေတွေ့မှာအခုလူတဲ့တန်းတယ်ဆိုတာကဒီဒုက္ခတွေဘာဖြစ်ချင်လဲလွတ်ချင်မှဲလာရင်ဒါလေးဟိုအလူရှိအလူမတွေနှလုံးသွင်းတာပေါ့ဒါလေးနှလုံးသွင်းကြံတာမတောင်းတာနဲ့မတောင်းတာနဲ့ဆိုတာကတောင်းစီအောင်ပြောတာဘာလို့ကုသိုလ်ပြုတဲ့ကုသိုလ်ကယာပြီးသားဗျာမှဲလာရင်ကုသိုလ်ပြုတဲ့ကုသိုလ်ကလည်းခံကြလို့တောင်းနေရပါဘူးအေးကိုယ်တို့တောင်းလို့မရတာနေတယ်ရှင်းလား
တောင်းလို့မရပါနဲ့နေဟလာလူနဲ့လည်းဒါကြတော့တောင်းရတဲ့တော့အကြောင်းထောက်ပံ့ပေါင်းဆိုတာလာဘူးဗျဟုတ်လားအဲကြောင့်နံပါတ်1မနောဘုရားဘာဒုလေဘောနံပါတ်2ဟုတ်လားနံပါတ်2ကမနောတတ္တဘောဒုလေဘောနံပါတ်3ပပိစိတဘောဒုလေဘောတဲ့ကဲပပိစိတဘောဒုလေဘောဆိုတော့အဲ့တော့မိမိရဲ့အမျိုးထဲမှာတို့အလူရှင်သူပါရဲ့အမျိုးထဲမှာယဟန်တစ်ပါးရှိလားရှိတာအေးပေါ်သေးတာပေါ့ဟုတ်လားဒါဒီမျိုးထဲမှာဘုရားတို့ကြည့်လိုက်တဲ့အခါမှာပတိယတိသာသနာပတိပတိသာသနာပတိဝိရသာသနာတွေကိုတကယ်ကျိုးပန်းထမ်းတဲ့ဒီမြို့ကတ္တကာကများသလားနေသလားနေတယ်ရောကိုယ့်ရဲ့မိသားစုထဲမှာရှိတာပါဒီလေကိုယ်နှစ်ဖက်တော့ဆွေးနွေးနေမှာကအမျိုးနေသလားအမျိုးနေတာတော့မှဒါမှဘာပဲရှိတယ်တပါးပဲရှိတယ်အဲ့ဒါသူ့တိတ်ထဲမှာကျုပ်ကမေးတယ်အရှင်ဘုရားရာတက်ကလို့မလားဟင်းတဲ့အဲ့ဒါပြောတော့နော်ကျုပ်ကမေးတယ်တိတ်ထဲမှာအရှင်ဘုရားရာတက်ဝိပ္ပောဖိရတယ်အဲ့တော့ဘုရားအပရိသတ်ဘာလဲဆိုလို့ရှိတော့ဒီဘောဘုန်းကြီးဆိုတော့လေဘုန်းကြီးပြတ်သူ့ကြောင့်ပြောပါမယ်သူပြောပါပေါ့ဟုတ်လားအဲ့တော့ဒုက္ခတိတိကျကျမတွေ့လို့ဒုက္ခကမသိဘူးတကယ်သိတဲ့အခါကျလို့ရှိရင်တော့ဘယ်သူမှဆွဲထားလို့မရဘူးဟုတ်တယ်မလားဒုက္ခကိုဒုက္ခမှမသိတဲ့အခါကျတော့အဝိဇ္ဇာကဖုံးလာတဲ့အခါကျတော့ဟာတခါလေတာယာနေတာကိုကောင်းတယ်လို့ထင်ပြီးတော့အမှန်မှန်ကတော့နော်ဘာနဲ့လားတဲ့သူလေးဆိုတော့နိုင်မှာတော့ပါဗျာမနိုင်တာတော့ပါနော်ဘုရားဆရာတော်ကြီးနိုင်ရတာရှိတယ်အယူကတော့အယူပဲအယူကဘာကတခါတည်းအသားဖတ်လို့ဖတ်လို့လည်းကြိုက်နေတာကဘာလဲလို့မသိဘူးအဲ့ဒီလိုသာမျိုးဖြစ်နေတယ်တကယ်သိတဲ့အခါကျတော့သွားတာပါဆိုလို့ကြိုက်ပါမလားမကြိုက်ဘူးကြိုက်တယ်ဆိုတာသိလို့ကြိုက်တာလားမသိလို့ကြိုက်တာမသိလို့ကြိုက်တာမဲနိုင်ဒါတို့ရဲ့ဟန်ဘဝရောက်ဖို့ရတယ်မခဲလာတာခဲနေတာခဲနေတယ်တတ္တနာဂတိတဲ့တရားတရားနဲ့ပြည့်စုံဖို့ရတယ်ခဲရင်ဟုတ်လားတရားဆိုတာယုံကြည်မှုတော့ယုံကြည်မှုနေရာမှာလဲကံကံရဲ့အကျိုးကိုယုံကြည်ရဒါကိုပြောတာတချို့တွေကတော့အာလူလိုက်ပုံဝါပါပဲလူလိုက်ပုံဝါပါပဲဒီလိုထင်တယ်လူကြီးမပုံဘူးညာဟုတ်လားအတိဘုန်းကြီးဟုတ်လားဟာဟုတ်တယ်လူကြီးမပုံဘူးကျုပ်တရားပါတော့ဘာမှမပုံဘူးပြန်ပြီးတယ်ဟုတ်လားဒီရဘက်ကလည်းခေါ်တယ်ပြန်ပြီးလာခဲ့တာပဲဥပမာခေါ်တယ်ပြန်ပြီးတယ်ဘဝတချို့ပဲပုံရှိတယ်အဲ့တော့ဦးဇင်းတို့ကြည့်လိုက်တဲ့အခါမှာဦးဇင်းအဖေနဲ့အမေနဲ့နှစ်တိုင်းလောက်တာနှစ်ပေါင်း20ကျော်အဖေနဲ့အမေအတွက်နော်လောက်တာလောက်ပြီးတာလည်းဒါခုမမှန်တော့အထက်ကြီးသွားရမှာဒါပေမဲ့အကြောင်းအကျိုးတွေကမငြိဘူးမအားတာနဲ့အဲ့ဒါဘာလို့လက်ပြချောင်းပါပဲကုသိုလ်သွားလို့ပြီးတော့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုဆန်ချောက်ပြီးတဲ့အိမ်နဲ့စီရမှုဘုန်းကြီးရေလက်ချတာအဲ့လိုမျိုးမိဘချင်းဆက်တာဒါအခုဒီမနေတော့ဆိုလို့ရှိရင်မိဘကြီးဘယ်လောက်ဆက်လဲဆိုရင်ဒါဘုန်းကြီးနဲ့တရားဆိုဆရာတော်ကြီးပြရတာနာတိကရှိပါဘုန်းကြီးကိုပရိသင်္ကန်းပေါ့ဗျာရရှိတာမှတစ်ဆောင်ပဲရအဲ့ဒါကိုဘုန်းကြီးကရောင်းတာရှိရတယ်ရှိရတယ်ငါဖိနေဖိကြည့်သူကဘုဆက်ရမယ်ဒါနဲ့လည်းငါတို့လုပ်လို့ရကဲရအောင်ဆက်ဆိုခရောက်နိုင်တယ်လို့ရအဓိကကတတ္တတရားပဲဟုတ်တယ်မလားဒါလေးကိုလုံးသိဖို့ဒီအကြောင်းတရားတွေကြောင့်ဘုန်းလို့ဒါအကျိုးတရားတွေဖြစ်တာပေါ့ဗျာဟုတ်တယ်မလားမရှမ်းမပါဒါကြောင့်ဘုရားပြေးတယ်တရားပြေးတယ်ပြည့်တယ်လိုက်ပေါ်တယ်အဲ့လာလေးတွေမယူရအောင်လေသူလည်းပါရှိခဲ့ပြေးရအောင်လေဆွလာအောင်ဆွအဲ့လိုမျိုးအဲ့ဒါကြောင့်ကြည့်လိုက်တဲ့အခါမှာတတ္တတရားယုံကြည်အဲ့တော့လူလိုက်တယ်ဆိုတော့ဘုံကမဟုတ်ဘူးတခြားလိုက်ရတာဒါကဒါကဘုရားလို့ရှိတယ်အချိန်ကမမီဘူးဖြစ်နေတယ်ဒါကြောင့်မလို့ဥပမာနဲ့ပြောကြဘာပြောရမလဲဆိုလို့ရှိရင်ငယ်ချင်းတရားကလည်းကြည်80ချမ်းသာတယ်တရားကလည်းကြည်80ချမ်းသာတယ်တရားကတော့ကိုယ်လည်းဘာလို့လဲဆိုလို့ရှိရင်ကိုယ်လည်းဘုရားကြီးနဲ့တိတ်ကြီးနဲ့ကြောက်ကြီးနဲ့ဇေယျကြီးနဲ့တစားကြီးနဲ့ရှင်ဘုရားကြီးနဲ့အကုန်လုံးလူတက်တက်ပြောင်းပါလူနဲ့အခုတရားကတော့စီဝါချမ်းသာတယ်စီဝါလည်းကိုယ်ကအဲ့တော့ကိုယ်ကဟေးရှင်မကြီးနဲ့ငါတို့ကဒီလိုဖြစ်တော့ငါတို့တော့နော်ငါတို့ရဲ့ကုသိုလ်
တရားတွေအဲ့ဒါလည်းကုသိုလ်တရားတွေကုသိုလ်တရားတွေပွားရှောင်းရအောင်ပဲကုသိုလ်တရားတွေဘာလို့ပါလဲရောင်းပါကုသိုလ်ဘာလို့ပါလဲရောင်းပါအဲ့ဒါကိုဒီသမီးလေးထောက်သမီးလေးကိုသွားရင်ညံသွားအကွာဆုံးလိုက်ညံသွားမှာအဲ့ဒါရောက်တော့ဆယ်နာရောက်ဆယ်နိုင်လောက်ရောက်ဆယ်နိုင်လောက်ပြီးတော့တပိစားကြီးရောက်ရတာနော်သမီးလေးရတဲ့အထောက်စားတယ်အဲ့ဒီချိန်မှာသမီးတို့လည်းပြေတော့အခါတော့ကိုရကြာပြီးတဲ့ဒီမှာလည်းဆံစားတာရိုက်တိုင်းအဲ့ဒါရောက်လာတဲ့ခါကျတော့အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်လည်းငါရှာတဲ့ပူရာလေးငါဒီခွေးလေးကျွေးချင်လိုက်တာနော်မော်လည်းပဲငါမော်လည်းပဲချင်းနော်ဒီလိုတရားတရားရှိပြီးတော့သူ့ဝဲဆိုလို့ရှိရင်တော့သူ့လူကိုင်းနဲ့ဆိုလို့ရှိရင်ငါတို့ပဲအဲ့ဒါလည်းစဉ်းစားတော့နေနိုင်တော့ငါပြောအခုကျမတို့ကလည်းတယောက်စာပဲရှိတယ်အဲ့ဒီတယောက်စာလေးကိုနော်ဒီခွေးလေးကိုယူလိုက်ရင်ကောင်းတာခွေးလေးကိုဖိနေတယ်အကောင်းတော့ငါလည်းကြည့်ကြည့်ငါလည်းကြည့်ကြည့်တယ်ဆိုတော့အားလည်းကြည့်လိုက်အဲ့ဒါလည်းကိုယ်လေးကဝမ်းသာဖြစ်ဖြစ်တယ်ဘိုးကမှလူရတာလည်းအများကြီးပဲအဲ့တော့ဒီလိုကြည့်မလည်းတရားတရားမရှိဘူးဒီမှာခွေးပင်လေးကိုယူလိုက်တာလည်းတရားတရားမရှိဘူးအဲ့ဒါလေးကြည့်ကြည့်လေးသွားကြသူတကယ်ကြီးလည်းရောက်တော့ဟဲ့မင်းဘာလာလုပ်ကြတာဒီကွာငါတစ်စားကြတော့ဘာလို့စားလဲကွာဒီကတစ်စားကြဒီလည်းပြောငယ်လေးမင်းဒီမှာကကုသိုလ်လာရောက်ဘာလာရောက်လဲဟာကုသိုလ်ရောက်လဲဆိုတော့ဝယ်လဲဆိုတော့တစ်ခါမှကြားဘူးဘယ်ပါတော့မင်းဥစ္စာပစ္စည်းချိန်တကယ်တဲ့ငါပြရတဲ့ကုသိုလ်တရားတွေချိန်တကယ်တဲ့ပြီးတော့ငါရောက်ရင်အဲ့တော့ကဲမင်းစိတ်ချမ်းသာလို့သွားဆိုတော့ကဲဒုတိယနာတိတ်တယ်တခါနဲ့အဲ့မှာတစ်ဖက်ဥစ္စာတဲ့ပြီးတော့ဘုရားတိလာတာကုသိုလ်တဲ့မကြွလာတိမ်ဆောက်တဲ့ကုသိုလ်တဲ့မကြွလာဇေယျဆောက်တဲ့ကုသိုလ်တဲ့မကြွလာအဲ့ဒါတော့တဲ့ကုသိုလ်ပြုသမျှကုသိုလ်တွေပုံနာပုံပါတွေအတရားတော့မကြွလာဘယ်ချိန်ကချိန်ရအဲ့ဒါဆိုရင်ငါတို့ကုသိုလ်တွေလည်းပုံပြီးငါတို့ကုသိုလ်တွေလည်းပုံပြီးအဲ့ဒါဘယ်လိုလုပ်ကြလဲအဲ့တော့စဉ်းစားလို့ဘာမှမရှိရင်စဉ်းစားတော့ဟာခုမှသိရတယ်လမ်းမှာငါတို့လာရင်လည်းငါတို့စားမယ်အစားအစာတမင်းတို့ကိုနော်ဒီခွေးပိန်လေးကိုကျွေးတဲ့ကုသိုလ်ရှိတယ်ဆိုတော့ဟောအဲ့ဒီကုသိုလ်တို့ကိုထည့်လိုက်တော့တခါတော့ကအလေးချိန်ကကုသိုလ်ဘက်ကအများပါလားများပါလားကဲကုဒါကမနစီနော်ဟောတယ်မလားဘုဒ္ဓကလည်းကိုယ်ကြည့်တာကကုဒါကများဖို့လည်းနော်များဖို့လည်းအရှိမရှိဘူးအဓိကကဘာအရေးကြီးလဲတရားတရားတခါကြီးဘောပါဘုံပြောတာအဲ့ဒီဘာလဲလို့လူတာကိုကိုယ်တည်းမှာရှင်ထဲမှာပီတိဖြစ်နေလို့ရှိရင်အဲ့ဒီကိုအမြဲရတယ်ခုပြောချင်တာပါချင်တာကဒီနေ့ခုကိုလုပ်သွားတော့မမိတ်ပြည့်နေနောက်နေ့တွေငါတို့အဲ့ဒီလုပ်တဲ့ကုသိုလ်ကိုပြန်တတိယအဲ့ဒီဒီလုပ်တဲ့ကုသိုလ်ပဲအဲ့ဒီကုသိုလ်တန်ဖိုးပြန်ရတယ်သဘောပါလားနော်အလားကြောင့်တော့ကြည်လိုက်တဲ့အခါမှာမနုဿတ္တပေါ့နော်ဘုဒ္ဓဘာသာတော်တော်လောကတည်းကမနုဿတ္တဘာဝတော်နဲ့ပေါ့ဗဗ္ဗေစိတာဘာဝတော်တော်တတ္တမတမတိအတိဒုက္ခကံဧဝံဓိဝတိជីဝတိဩဝါဒတိသူတော်ကောင်းတွေရဲ့ဩဝါဒတရားတွေကိုလည်းဘာလို့ပါလဲနာချရတယ်ဘုရားပြောတဲ့စကားမှာလည်းယူတင်တာကိုယူပယ်တင်တာကိုပယ်အခုယူဖို့တော့မဆိုဘူးဟုတ်တယ်မလားယူတင်တာကိုပယ်တင်တာကိုပယ်ယနေ့ဆိုလို့ရှိရင်လည်းမိမိတို့နော်ဒီမင်္ဂလာတရားနဲ့ပြည့်စုံတဲ့နော်ပရိက္ခရာရှိပါပြည့်စုံတာနဲ့ပပိစ္ဆာနဲ့ဥပသံဃာနဲ့တို့တို့ပြုလုပ်တဲ့ဟုတ်လားဘိက္ခုတွေအတွေ့မေတ္တာရှိယနေ့ပြုလုပ်တဲ့နဗ္ဗသောမိဘတွေကိုတခြားလားကျေးဇူးဆက်တာကျေးဇူးဆက်တဲ့ပွဲအဲ့တော့ကျေးဇူးဆက်တဲ့ပွဲမှာအခုတော့တရားကိုမနာရတာလားနားကဲဓမ္မကိုပါပါဘူးလားပါပါတယ်နံပါတ်1ဒါနနံပါတ်2သီလနံပါတ်2ဒါနနံပါတ်3ဘာဝနာဟောတယ်မလားအဲ့လိုစင်လိုက်သွားတာပေါ့အဲ့ဒါကြည့်လိုက်တဲ့အခါမှာဦးဇင်းတို့ကမိဘတို့ကလည်းဒီနေ့ငါမိဘကျေးဇူးဆက်တယ်လို့ယနေ့ငါရဲ့တားလေးတားရတဲ့တားလေးတမီးရတဲ့တားလေးရတယ်ငါတို့ဒါကျေးဇူးဆက်တာပဲသဘောပါရဲ့သူဆိုလို့ရှိရင်ကျေးဇူးတရားဆိုတာကဘုရားရဲ့ပြိဿရောဒီကိုလည်းရပါဘူးလေဘုခက်တည်ပြီးတော့ဒုတရားနာပြိဿနှစ်တရားဖန်လို့ပကုံးပေါ်မှာပဲဓမင်းကြီးနဲ့ကိုယ်တော်
ကိမတနာကာလူမေအကြီးမစားလဲပြီးမယ်တုံးတင်ပြီးမယ်နှစ်တရာတိုင်းအောင်ဦးဇင်းတို့ဘုံပေါ်တင်ပြီးမိဘရဲ့ကျေးဇူးကိုဇတ်တဲ့နော်ဦးဇင်းတို့မှုကိုမရဘူးရတယ်ဒါပေမဲ့ကြေလားဆိုတော့မကြေသေးပါဘူးတဲ့လူပါသေးတယ်တဲ့ဘာလဲလဲလူပါသေးတယ်ယနေ့ဆိုလို့ရှိရင်မိမိတို့သားသမီးတွေတမီးလေးတွေကမိမိတို့ကဲတခြားလားကျေးဇူးဆက်လိုက်တာဒါလေးကိုချက်နေရမယ်နော်ဒါလေးကိုချက်နေရတယ်ဒါကြောင့်ဘုရားတို့ကြည့်လိုက်တဲ့အခါမှာရေလေးပေါင်း၈000လေးတောင်ရေကန်ပေါင်း၈000လေးတောင်ဇီလီပေါင်း၈000လေးတောင်ကျောင်းပေါင်း၈000လေးတောင်လူတန်းတဲ့ပုဂ္ဂိုလ်တော်မှာသာသနာရဲ့အမှုသာသနာရဲ့ဓာယကဖြစ်ဘူးတဲ့အခုမှသာသနာအမှုသာသနာဓာယကသာသနာဓာယကမှာအစစ်ဖြစ်တာတဲ့ဘာအမှုယူခံလို့လဲသာသနာအမှုမိုင်းလိုက်အဲ့ဒီအမှုဒီသတော်ပရမဥဆုံးပြောခဲ့တဲ့အမှုဒီတို့တဲ့သာသနာအမှုဒီမိမိတို့ရဲ့ဒါမပြည့်စည်တဲ့အမှုဝလားမိုင်းလိုက်ပြည့်စည်တဲ့အမှုလားမပြည့်စည်တဲ့အမှုလားအဲ့ဘယ်တော့စတရညာကျုပ်ကအဲ့ရတ္ထပါဒစတော်ကိုမြင်ရတယ်အဲ့ဘယ်တော့စတရညာကိုလည်းကောင်းလားဘယ်လိုလဲတော့အကျိုးပြမဒီမှာဟုတ်တော့ကဲအဲ့ဒါဆိုလို့ရှိရင်ဦးဇင်းတို့ခန္ဓာညာရောက်ပြသွားမယ်နော်အခုကုသိုလ်ကြောင့်ကြည့်ပါပြီနော်နော်အဲ့တော့နော်လိုက်ဆိုမယ်ဩနာတိတောမောင်နေကိုလူတို့မမြဲပါတကားဩနာတိတောမောင်နေကိုလူတို့မမြဲပါတကားဩနာတိတောမောင်နေကိုလူတို့မမြဲပါတကားအဲ့လိုစဉ်းစားကြည့်ဘုံဘုံပြောတဲ့အချိန်ကလေးနဲ့ခုလောကနဲ့ကိုက်ရကိုက်တာနော်တဖြည်းဖြည်းနဲ့ဦးဇင်းတို့ကပြပါတော့နှုတ်လာတာလားဥလာတာအေးဥလာတာဥလာကြပြီဥလာကြပြီအဲ့တော့ဘုန်းကြီးတို့ဆရာကြီးတဖြည်းဖြည်းနဲ့မထောက်တာလားထောက်တာလားအဲ့တော့ပြောမဆိုလို့ရှိရင်ပရမဥစ္စာဦးဇင်းတို့နွားတွေလိုက်ရောပါနွားတွေပြတာနဲ့ဆိုပါတော့အဲ့ဒီနွားတွေပြတဲ့အခါမှာအဲ့ဒီနွားတွေရတယ်လေဦးဇင်းနဲ့တိုက်ရောဆိုတော့အလက်နဲ့တက်နေတာပေါ့တက်တဲ့တက်တိတိကျကျကိုယ်လည်းရောက်ပါလားရောက်ပါလားရောက်ပါဒါလေးကိုလုံးဝသဘောပါရဲ့နော်ဘာဝနာပုဂ္ဂိုလ်ဘာပြရသွားလို့ရနော်အဲ့တော့လိုက်ဆိုကိုရမယ်တွေ့ရမယ်အာလွင်လာချီပါရကကိုရမယ်တွေ့ရမယ်အာလွင်လာချီပါရကကိုရမယ်တွေ့ရမယ်အာလွင်လာချီပါရကယတိနဲ့ကြည်အမိပါအိုလာလို့ဆိုလို့ရှိရင်အဲ့ဒီကိုချင်းတရားသာရည်နဲ့လောက်ရှိပါတမီးရဲ့နည်းလောက်ရှိပါဆွေမျိုးတွေရဲ့နည်းလောက်ရှိပါဒီကုမော်တော်မတွေနည်းလောက်ရှိပါလို့ပြီးလို့ရလားရှင်းရရှင်းတယ်အဲ့ဒီဆိုလို့ရှိရင်ကဲဘယ်မှာလဲကူးစရာဘယ်မှာလဲအကူးစရာအဲ့ဒါကြောင့်ဦးဇင်းတို့မာချင်တာကမိမိတို့အခန္ဓာကအိုဘက်ကိုကြည့်နေတယ်နာဘက်ကိုကြည့်နေတယ်တေဘက်ကိုကြည့်နေတယ်အဲ့တော့မနာမဟုတ်ခင်မနာနေလေးမှာမိမိရဲ့ဘဝနကဘက်ကလည်းဦးဇင်းရဲ့မိဖာရှားပါမရှားလို့ရှားပါဒါပေမဲ့ကိုယ့်ရဲ့အာကိုရဆိုတဲ့ခန္ဓာရှိတဲ့ဉာဏ်ရှိတိမတ်တဲ့တကယ်ဝေဒနာတွေဖြစ်လာပြီဆိုလို့ရှိရင်လက်စုပ်လက်ကရတဲ့တရားကိုမရှာတဲ့နာလားရှာတဲ့နာဘောဘောပြောတာဘောဘောကြလားနော်အမိရှင်ဒီမှာရတဲ့တရားတာအချိန်လေးမပေးနိုင်တဲ့ဒီဟိုဘောမနက်ပိုင်း15မိနစ်နေ့20နေ့ဆိုဒီမစားပြီးချိန်15မိနစ်20အဲ့ရတည်းလို့ညဆိုလို့ရှိရင်အဲ့ဒီ10မိနစ်15မိနစ်ကိုခါလေးနေလုံးဆိုတာကတကယ်တကယ်ကြုံလာပြီးနာကျင်တဲ့ကြုံလာပြီးကို
ဟုတ်ရဲ့လားကိုဖြစ်ရင်ကိုခံရမှာသဘောပါလားအေးအလားဒီအားချင်းလေးအလားဒီတော့ပြည့်ရိုးရဲ့ခါလေးကိုယူနေတယ်ဟိုတရားလေးကိုပြဆိုကိုယ့်ရဲ့ခန္ဓာနဲ့ကိုယ်ကျိုးရှိမဲ့အတ္တလေးတွေလည်းပဲမိမိတို့အချိန်လေးပြီးတော့15မိနစ်ပြန်15မိနစ်နိုင်ဝက်တယ်နိုင်ဝက်လောက်ကြတကယ်ရင်ဆိုင်တာပြီးဆိုလို့ရှိရင်ဘယ်သူမှအားကိုလို့မရဘူးကိုကကိုကပါအဲ့တော့နှလုံးသွင်းမှန်မှန်ကောင်းပါဟုတ်တယ်မလားနှလုံးသွင်းမှန်မှန်လမ်းမှန်မှာနှလုံးသွင်းမှန်မှန်လို့ဆိုလို့ရှိရင်ဝေဒနာကိုမခံစားနိုင်တခြားလာမှာဒေါသလာဒေါသလာရင်အဲ့ဒီဝေဒနာကမှဖြစ်ရလားဆိုတော့အဲ့ဒေါသလာလို့ရှိရင်အဲ့ဒီဒေါသရဲ့တရားကိုဒီကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားသဘောပေါက်တယ်ကမကြီးရမ်းမယ်လို့ခမီးတို့ရေသဘောပေါက်လားသဘောပေါက်နော်ဒါလေးဒီအလုံးသိကိုတော့ဟိုဟောတာတော့ကြည့်လေးကြာဆက်လိုက်ကြပါကြာဒါတော့လိုက်စေကိုပိုင်ဥစ္စာမရှိကသာကတွားရမှာကိုပိုင်ဥစ္စာမရှိကသာကတွားရမှာကိုပိုင်ဥစ္စာမရှိကသာကတွားရမှာတေချာဘယ်သူဒီရပွားတဲ့လူတွေအများကြီးဥပ္ပကအဲ့တော့ဘာပါဝါဒတွေလူစီပွားတာအလားလေးနှလုံးသွင်းနော်ဘုန်းကြီးကဟောချင်တဲ့7နိုင်ကမရှိပါဘူးဒါကမပြီးသေးဘူးဆက်ပါအောင်ဟလားလိုက်စေလူမပြေဝါအာမေယတနာကြီးပါရကလူမပြေဝါအာမေယတနာကြီးပါရကအဲ့တော့ဘလောက်ပဲချမ်းသာငါတော်ကြီးဆိုတာရှိတယ်လားမရှိဘူးအဲ့တော့ဟိုအဲ့ရတဲ့ဘုံလဲတဲ့အထိတို့တရားနာအရိကတ်ဘုရားတို့ရဲ့တရားလည်းဆက်ကိုလို့ပါဒီလို့ပါဆိုဒါလေးကမှားတော့ရှိသေးဟုတ်ရဲ့လားနော်ဒါကြောင့်တော့ဆက်တော့ရကြောတဲ့ဘုန်းကြီးမတတ်နိုင်အဲ့လားပဲဆက်တာပေါ့နော်တော့အဲ့လားကြောင့်ဒါလေးဒီတတိထားပါဗျာဘုရားကလည်းဒါဒီကာလလေးဒီမှာတော့အဲ့လားအရင်ကောင်းတယ်ဗျာဒါလေးဗျာအဲ့ဒါတော့ဓမ္မဝိဒတရားလေးပါလို့အရင်ကောင်းတဲ့တရားတော့ဘောကျင်တဲ့နာမည်ဟောလို့စင်ကြီးဇက်တော်နဲ့ခြံခဲ့တယ်လူရှိရလေးကထုံးလို့ခေါ်တာမေတ္တာမေတ္တာကေနောကေတမပါတုဒုက္ခကေနောမေတ္တာမေတ္တာရေဒုက္ခတုဘုဒ္ဓတာဝေသမေတ္တာမေတ္တာကေနောမေတ္တာရေဝေလူအဝေဝေလာမိတိတိဓမ္မတတ္တဝါရေမြတ်စေဖို့အတရေရှုခါကောင်းစွာဒုက္ခကတောဒုရဝတ္တနာလည်းရှင်မြုံလာယခုချမ်းသာကိုပြုလျက်ဘာတုယေမေကေဝိတေမကာယေယောရှုံမြတ်တေဒုက္ခပါစီတတိမေတ္တာမေတ္တာရေမေတ္တာဝိတယေတဲ့သံဃာယဝါတို့ဖြင့်ဝါမေတ္တာရေမေတ္တာဝိတယေတဲ့သံဃာယဝါတို့သည်ဘုရိယကဘာပြဝေအပြည့်နာတိလေးများစွာတတ္တဝါတို့အားဒုက္ခတို့ကိုစိတ်ဧကပြည့်ဝါ၍ကျမ်းမာတကွချမ်းသာကြပါစေကုန်သတည်းမတိတ်လို့ရတော့တကားလေးကျုပ်အောင်ပြိထားတယ်။မာရီကြည်လောကဲဒီသက်ချအဲ့ဒီကဲလိုက်စို့ယတိယတုတတိယောတို့ယူလုံးရသောဒါနကုသိုလ်သောတိယသောသီလကုသိုလ်နာကြရသောဓမ္မသဝနာကုသိုလ်တို့ဤအဖို့ဝါကဘုတတိတော်တို့ဤကိုဆောင်နဲ့အိမ်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့
သာသနာတော်ဆောင်တဲ့ကပ္ပဆောင်တဲ့များနေတဲ့ကွာရှိရှိဘဝယခုဘဝ၌သောစကြဘုသောအမိအဖအဘုအဘွားဆရာသမားအစာထား၍အာလုံးသောပုဂ္ဂိုလ်ပေါင်းတို့အားအမြတ်ပေးပါကုန်၏အမြတ်ဝေပါကုန်၏အမြတ်ပေးဝေကြပါကုန်၏အမြတ်ရ၍ကိုယ်ရောစိတ်ချလက်တရားဒုက္ခကျမ်းမာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်ကြပါဘုရားသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်ကြပါဘုရားသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်ကြပါဘုရားသာဓုသာဓုသာဓုအာလောကလူရှင်မလေးတဲ့ဘဝအယူစီဝိညာဉ်ရောက်စီလာကြတော်သောတရားနာပရိသတ်ပေါင်းသည်ဒီလိုခန္ဓာဒုက္ခတရားတွေဘုရားတရားနာခြင်းတရားသိခြင်းတရားတွေကိုဒီလိုတကယ်ဉာဏ်နဲ့သိပြီးတော့ခန္ဓာကတော့ကျူစာပါများအားထုတ်နိုင်တဲ့သူတော်စင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။နိဗ္ဗာန်စခန်းစီစိတ်အကြံမှန်၏ဥပ္ပါစီဒနာထက်တန်ခဲ့ပြီဒါနစုသောမျိုးစေသည်ဘုံညလည်းမြေကောင်းမှဒီပွင့်တလူကြီးမုံစလူပွဲချင်းချင်းတဲ့ရှင်ပါခဲ့သည်နိဗ္ဗာန်စခန်းစီစိတ်အကြံမှန်၏ဥပ္ပါစီဒနာထက်တန်ခဲ့ပြီဒါနဆိုသောမျိုးစေသည်ဘုံညလည်းမြေကောင်းမှဒီပွင့်တလူကြီးမုံစလူပွဲချင်းချင်းတဲ့ရှင်ပါခဲ့သည်ဇွဲလုံးလာရှာပွေသမျှသည်ဒီຫນွေမှာခါပြီးတော့လူဖြစ်ပြီးတမူရလူဝီရဝဲလူမြမနှလုံးသားစူစကားကြီးရောစီတန်ညံစီတို့လူပွဲကြီးအယုတ်လက်မြက်တကယ်မရွေးဝင်းဒီရဲ့ဖိတ်အခဲလို့ပြောကြသည်ဒီကိုဒီကြည့်ကြသည်နှလုံးဝင်စီအပြုံးရွှင်ကြီးပြောသည်ပြောသည်ပြောသည်ပြောမဆုံးရပါလို့မြဝေအပရစီဒနာဝေနှလုံးမှတွေ့မိအောင်ကြီး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 စီဒနာတုံးနဲ့ပြတ်တယ်လူပွဲကြီးအောင်ကြီး
နိဗ္ဗာန်စခန်းစီစိတ်အကြံမှန်း၏ဥပစေတနာထက်တန်ခဲ့ပြီဒါနဆိုသောမျိုးစေသည်ပုံညလည်းမြေကောင်းမှဒီပွင့်တလူကြီးမုံစလူပွဲကြီးချင်းချင်းတဲ့ချင်းပါခဲ့ပြီဇွဲလုံးလာရှာဖွေသမျှသည်